အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ WhatsApp 3ရဲ့ AOD နဲ့ Customize Wallpaper ဘယ်လိုထားမလဲဆိုတာလေးကိုအသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံး AOD ထားတာလေးကိုအရင်ဆုံးပြပြပေးပါမယ် Web Share Setting တွေက Screen Saver လေးကိုနှိပ်ပေးပါပြီးရင် Screen Saver ဆိုတာလေးကိုနှိပ်ပေးပါအမှ Digital ဆိုတဲ့ဟာလေးကိုရွေးလိုက်တယ်ဆိုလို့ရှိရင် AOD ထားလို့ရသွားမှာပဲဖြစ်ပါတယ်Customize Wallpaper ထားမယ်ဆိုလို့ရှိရင် application တွေက device ဆိုတာလေးကိုအရင်ဆုံးနှိပ်ပေးပါပြီးရင် webpage ဆိုတာလေးကိုနှိပ်ပြီးတော့ custom ကိုရွေးပေးပါပေါ်လာတဲ့ custom ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးပါ picture ကိုရွေးပေးပါပြီးရင် custom background ဆိုတာလေးကိုနှိပ်ပေးပါပြီးရင် event ဆိုတာလေးကိုနှိပ်ပြီးတော့ event တွေကကိုကြိုက်တဲ့ပုံလေးတစ်ပုံကိုလိုသလို crop လုပ်လို့ရပါတယ်ပြီးရင်တော့ dance ဆိုတာလေးကိုနှိပ်ပေးပါ download ဆိုတာကိုမလုပ်ခင်မှာနိုင်ပုံစံလေးတွေကိုလည်းကိုကြိုက်တဲ့ပုံစံမျိုးပြောင်းပြီးတော့ထားလို့ရပါတယ်အားလုံးပြီးပြီဆိုရင်တော့ညာဘက်ထောက်က download ဆိုတာလေးကိုနှိပ်ပေးပါအခုလိုမျိုးလေးပေါ်လာပြီဆိုရင်တော့နိုင်မှာပါ download လုပ်နေရပဲဖြစ်ပါတယ်ဒီနေရာမှာတခုသတိထားမှာက wallpaper ကို download လုပ်မယ်ဆိုရင် watch မှာအားပြည့်ရှိနေဖို့နဲ့ phone အတရနေထွက်မသွားဘူး watch က cloud တွေကိုလည်းမနှိမ့်မိဖို့အရေးကြီးပါတယ်။ download ပြည့်သွားပြီဆိုရင်တော့နိုင်မှာကိုထားတဲ့ wallpaper လေးကအခုလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်။